တင်တို့ကိုအသီးပွင့်သီးစေခြင်းကငါရွေးကောက်တယ်ကျွန်တော်တို့အပင်တစ်ပင်မှာအသီးသီးတဲ့သဘောတဘာဝလေးကိုကျွန်တော်တို့အတူတူကြည့်ကြရအောင်အပင်တစ်ပင်မှာအသီးသီးဖို့အတွက်အရင်ဆုံးသူကရှင်သန်နေရတယ်တိုးတက်ကြီးပွားနေရတယ်ဒါကျွန်တော်တို့သိတယ်ဒါပေမဲ့အသီးသီးတဲ့အခါမှာပထမဥစွာသူလေးလံမှုကိုခံစားရပါတယ်ဒုတိယသူ့ရဲ့အကိုင်းခတ်တွေကညွတ်လာရပါတယ်တတိယအဲ့ဒီအတိမဲ့ဝင်လာတဲ့အခါမှာလူတွေကဘာဖြစ်လဲအပေါ်တက်ကူးကြအောင်ထပ်ပြီးမှတချို့ကအဝေးကနေဂဲနဲ့ပေါက်ရင်ပေါက်မယ်ဒုံးနဲ့ပြည့်ရင်ပြည့်အောင်နောက်ဆုံးအဲ့ဒီအသီးကိုခူးခြင်းကိုခံရတယ်ဆိုလိုချင်တာသူ့ထီကနေပြီးတော့ဖက်ထုတ်ခြင်းခံရပါတယ်ဒါအသီးသီးတဲ့သဘောတဘာဝနောက်ဆုံးသူ့ဒီမှာအဲ့ဒီအသီးတွေဘာမှမကြံတဲ့အသီးပါပဲလေသူအပင်သက်ကြံခဲ့ရပါတယ်ကျွန်တော်တို့ဘဝတတ္တမှာခရစ်တော်ကျွန်တော်တို့ကိုလိုလားတဲ့ကောင်းတဲ့အသီးသီးဖို့အတွက်တရားသဘောနဲ့ညီတဲ့အသီးတွေသိနိုင်ဖို့အတွက်အများကိုအကျိုးပြုတဲ့မွန်မြတ်တဲ့အသီးတွေသိနိုင်ဖို့အတွက်ဥစွာပထမကျွန်တော်တို့ဉာဏ်ပညာနဲ့ပြည့်နှက်မှသာလျှင်အဲဉာဏ်ပညာကြောင့်အခုနအပင်ကလေးလံတဲ့အသီးကြောင့်ပို့ပြီးတော့ဗာပြီလေတည်ငြိမ်လာသလိုလှုပ်ခါဖို့ပို့ပြီးတော့ခတ်လာသလိုကျွန်တော်တို့ရဲ့ဘဝကလည်းတည်ငြိမ်လာဖို့လိုပါတယ်ကျွန်တော်တို့ရဲ့တိခံခြင်းခွင့်လွှတ်ခြင်းတွေကြောင့်ကျွန်တော်တို့ရဲ့နှိမ့်ချခြင်းတွေကြောင့်ကျွန်တော်တို့ကတဖြည်းဖြည်းနဲ့ဗာပြီလေအကိုင်းခတ်တွေကအသီးကြောင့်ကိုင်းသွားရသလိုကျွန်တော်တို့ရဲ့မာမာနတွေကိုလည်းကျွန်တော်တို့ချိုးချဖို့လိုပါတယ်အဲ့ဒီအခါကြလို့ရှိရင်တော့လူတွေကတင်းစီကိုလာကြလိမ့်မယ်ဘာလို့ဖို့လဲသူတို့ဘဝအတွက်အကျိုးရှိတဲ့အရာတွေခုနအသီးကိုတက်ကူလို့ရယူဖို့အတွက်အဲ့ဒါကြောင့်အဲ့ဒီအချိန်မှာဘာဖြစ်လဲသူတစ်ပါးကတင့်ကိုသူတို့လိုအပ်တဲ့အရာတွေတင့်ဘဝမှာလာယူတဲ့အတွက်ကြောင့်အသီးခူးတဲ့အခါမှာအပင်ကနာကျင်မှုခံစားလို့ကျွန်တော်တို့လည်းခံစားရကောင်းခံစားရနိုင်ပါတယ်ဘာဖြစ်လို့လဲမကြာခဏကျွန်တော်တို့ပေးလဲရပြီဆိုပြန်ရဖို့အတွက်အတ္တဆဆန်ပြန်တွက်ကြလို့ပဲဒါမှနဲ့အဲ့ဒီထဲမှာမှတချို့ကဘာဖြစ်လဲကိုလည်းအဲ့ဒီအပေါ်လည်းမတက်နိုင်ဘူးအဲ့ဒီလိုလည်းအတိမသိနိုင်တဲ့အခါကျတော့ကျွန်တော်တို့မနာလိုဝင်တော့မုန်းတရားတွေနဲ့မကောင်းစိတ်တွေနဲ့ခဲနဲ့ထုရင်ထုကြအောင်မယ်ဒုံနဲ့ပြစ်ရင်ပြစ်ကြအောင်မယ်ကျွန်တော်တို့ဝေဖန်ပြစ်တင်တာတွေကျွန်တော်တို့အမျိုးမျိုးခံရအောင်မယ်ဒါဘလို့လဲကျွန်တော်တို့ကကောင်းတဲ့အသီးတွေသိနေတဲ့အတွက်ကြောင့်ကဲဓမ္မမိတ်ဆွေဒီကနေ့ကျွန်တော်တို့ဘဝတတ္တမှာကျွန်တော်တို့ဖရာရဲ့တရားတော်တိုင်းမုံမြတ်တဲ့အသီးသိတဲ့အခါမှာကျွန်တော်တို့ဘာတွေဖြစ်မလဲဘာတွေကြုံမလဲကျွန်တော်တို့တဘာဝဆန်ဆန်အပင်လေးတစ်ပင်ရနေကျွန်တော်တို့သင်္ကန်းစာယူပြီးတကားလားတင့်ကိုသူလူများတွေကဘလောက်ပဲခဲနဲ့ထုနေပါစေဒုတ်တွေနဲ့ရိုက်နေပါစေသင်ကဘလောက်လေးလံမှုကိုခံစားရပါစေဘလောက်ပဲနှိမ့်ချတိကံခွလို့ချင်း၌ဥညွတ်ရပါစေသင်ဘဝအနာခံပြီးတော့ဘလောက်ပဲပေးဆက်ရပါစေသင်ထာဝရအသီးသီးနိုင်တဲ့သူဖြစ်ပါစေ